ကြီးဦးရွှေပါတော့အလူတိုက်ကမာကြီးကဇော်နေတင်တို့ရဲ့အလူတော်မင်္ဂလာပွဲကြီးမှာကျွန်တော်ဦးလေးရလည်းလူချင်းနဲ့ကြားပြီ။ဒါပေါ့ငါသားတော့လူပဲဟဲ့ဒီလိုကြီးပဲခဲ့တယ်အဲကြောင့်မို့ကျွန်တော်အလူတော်ကအလူတိုက်ကမာကြီးကိုကျွန်တော်ဂုဏ်ပြုပြရတယ်ဟုတ်ကဲ့အဲ့တော့ဗါတဲ့တောင်းကမိုးလေးတွေညှို့လာကြရင်တို့တောင်းတူကြီးများတို့သားလေးတို့သမီးတွေလူပဲလို့အဲ့လိုကြီးရွယ်ပြီးတော့အလုပ်ကိုမကြိုးစားကြဘူးဟုတ်လားမိုးကြဒီချိန်ခါရုပ်ရည်လေးတွေစိတ်ဓာတ်ပြိုးချတို့လေရာမိုးတဲ့ခါပြိုးချကြပါမောင်မယ်တွေမှာကောက်ဆိုင်ပြုလို့အလုံးနဲ့နဲ့မကွာတို့ရဲ့ရွာတို့ဒေသမှာမိုးလေးများရွာလာပြီတောင်းကမိုးတွေကလည်းရွာလာပြီဟာချောင်းကလည်းဒီလိုပြိုးထောင်ကြတယ်ပြိုးထောင်ခေါင်းရရကြတယ်ဗောဟုတ်ပါဒါကြောင့်မို့လို့ဒါလေးအမှတ်ရလို့တို့လူကလူတဲ့ကောင်မကိုဂုဏ်ပြုလက်ချင်တာနိဗ္ဗာန်ရောက်ပါစေလို့ဒီလိုလေးဂုဏ်ပြုရဟုတ်ကဲ့ဟ
ရှူဝဲ